ဘာအသက်ရှင်ဖို့ဘာလိုတာတော့ တော်လေးသားလို့ပြောတာ သားတို့ကဘယ်တော့သားတို့ရဲ့ဘယ်အတွက်လိုအပ်တာတော့ဘာကိုပြောတာဘာလိုတာတော့ တက်ရှင်မှု အသက်ရှင်ဖို့အများကြီးပဲလေ ပြော အသက်ရှင်ဖို့ဆိုလို့ရှိရင်အစာစားရမယ်အစာစားမှအသက်ရှင်နိုင်မယ်ရေတောက်ရမယ် တစ်ပင်ပဲလိုတယ် not တစ်ပင် only တစ်ပင် တစ်ပင်အားလုံးကိုအမောဟီသမင်း oh many kinds ပေါ့ တစ်ပင်ကတာဝခမနာဆိုင်ထုတ်တယ်ဒါပေမဲ့တစ်ပင်ကအောက်ဆီဂျင်ထုတ်တယ် ဟုတ်ပါဘူးမှားနေတယ်မဟုတ်ဘူးလေ တစ်ပင်ကအောက်ဆီဂျင်ထုတ်တယ်လေလူကတာဝခမနာဆိုင်ထုတ်တယ်လေတော့တစ်ပင်ထုတ်တယ်တစ်ပင်ထုတ်တဲ့ခါ တစ်ပင်လိုအပ်တာ အောက်ဆီဂျင်တော့ဒူးတယ်တစ်ပင်မရှိတော့တက်ရှိလို့မရဘူး အဲ့ဒါတစ်ပင်နဲ့တစ်ပင်နေနဲ့ တစ်ပင်ရှင်းလို့မရဘူး တစ်ပင်နဲ့ဟုတ်တယ်တစ်ပင်နဲ့မေမေတို့နဲ့အင်းညမင်းညမေမေတို့ကတစ်ပင်ကထုတ်တယ်ပါဘူးလို့ အောက်ဆီဂျင် ရှူတယ်အောက်မေမေတို့ရှူထုတ်လိုက်တယ်မကောင်းတဲ့ခနာကိုရီးယားနေပြီးရှူထုတ်လိုက်တဲ့အားတွေခမနာဆိုင်ထုတ်တယ်အားနဲ့တစ်ပင်ရှူတယ်မမေတော့ဘလို့တက်ရှင်နေတဲ့တစ်ပင်မရှိ ရှိတယ်လေပတ်ဝန်းကျင်မှာတစ်ပင်ရှိတာပေါ့တော့ ဒီထဲမှာ မဟုတ်ဘူးလေဒါပေမဲ့ဒါလို့မဆိုလို့ဘူးလေဘေးပတ်ဝန်းကျင်မှာရှိရလေno this is the artificial this is the artificial flower ဟောတစ်ပင် ဒါဆိုလို့ရှိရင်ပတ်ဝန်းကျင်မှာတစ်ပင်နေရှိရလေ ရှိပါဘူး ရှိတယ်လေပင်နေအများကြီးပဲဒီမှာစစ်တက်ကတော်ထဲမှာ auto ကော ဆရာ